နောက်9နှစ်ကြာတဲ့အခါမင်းအခြေအနေနှစ်ခုတည်းကတစ်ခုဖြစ်နေလိမ့်မယ်ဟာငါဘဝကြီးတကယ်ကိုပြောင်းလဲသွားတယ်ကွာလို့ပြောမဲ့လူဒါမှမဟုတ်ဟာငါလွန်ခဲ့တဲ့9နှစ်ကနေရာမှာပဲရှိနေတော့မလားလို့ပြောမဲ့လူအဲ့ဒီရလက်နှစ်ခုကရွေးချယ်မှုတစ်ခုတည်းပေါ်မှာပဲမူတည်နေတယ်အဲ့ဒါထီပေါက်တာမဟုတ်ဘူး TED Talk နားထောင်တာမဟုတ်ဘူးမင်း download ဆွဲပြီးတစ်ခါပဲဖွင့်ကြည့်ဘူးတဲ့ productivity app ကြောင့်လည်းမဟုတ်ဘူးငါပြောချင်တာကအရန်ရိုးရှင်းလို့အလကားပဲလို့ထင်ရမယ်ဆုံးဖြတ်ချက်တစ်ခုအကြောင်းပဲဒါပဲနဲ့အဲ့ဒီရွေးချယ်မှုကမင်းဘဝအဆင့်တက်မလားတက်တောင့်တက်တာပဲหนีသွားမလားဆိုတာကိုဆုံးဖြတ်ပေးလိမ့်မယ်မင်းဘဝရဲ့တန်မိုးအကြီးဆုံး6မိနစ်ထဲကိုကြိုးစိုးပါတယ်မနက်နိုးလို့ snooze နှိုးဆက်ကိုခဏပိတ်လိုက်တိုင်းမင်းကအိတ်ချင်6မိနစ်ကိုအလကားရလိုက်တာမဟုတ်ဘူးမင်းရဲ့အနာဂတ်နဲ့ရင်းပြီးအဲ့ဒီ6မိနစ်ကိုဝယ်လိုက်တာလေးလာချက်တွေအရာမင်းအုံနောက်ကမနက်နိုးပြီးပထမမိနစ်60အတွင်းမှာပုံမှန်ဓာတ်40ရာခိုင်နှုန်းပိုပြီးအာယုံစိုက်နိုင်စွမ်းရှိတယ်လို့ဆိုတယ်အဲ့ဒါ cheat code တစ်ခုရထားတာနဲ့တူတူတယ်ဒါပေမဲ့မင်းကအဲ့ဒီလက်နက်ကိုဘယ်လိုသုံးလဲ YouTube comment မှာသူစိမ့်တွေနဲ့လိုက်ရန် free နေမလားဒါမှမဟုတ်မင်းတကယ်မလိုအပ်တဲ့ပစ္စည်းတွေကို online shop မှာလိုက်ကြည့်ပြီးအချိန်ဖြုံးမလားမင်းအားကြရတဲ့လူတွေကိုကြည့်လိုက်သူတို့က super hero တွေမဟုတ်ဘူးသူတို့ကမနက်နေထွက်ချိန်တောင်းတိမ်မှာတရားထိုင်နေကြတာလည်းမဟုတ်ဘူးသူတို့ကနိုးကြနေကြတာသူတို့မနက်9နာရီထားတာကနှိုးဆက်တန်ကိုကြိုက်လုံးလို့မဟုတ်ဘူးသူတို့ထားကြတာကအဲ့ဒီမနက်ခင်းအချိန်ကရွှေ့ဖိနေလို့ပဲ message မဝင်ဘူး notification မတတ်ဘူး sofa ဘောကနေကျွမ်းထိုးနေတဲ့ကလေးတွေမရှိသေးဘူးအဲ့ဒီအချိန်မှာရှိတာကအနှောက်အယှက်ကင်းတဲ့အာယုံစိုက်မှုလေးစားပြီး focus ပဲဒါက morning person ဖြစ်ဖို့မလိုဘူးဒါကငါရဲ့အကောင်းဆုံးအုံနောက်ဆွမ်းအားကိုကြောင်ဗီဒီယိုတွေကြည့်ပြီးမဖြုံးတီးဘူးဆိုတဲ့လူမျိုးဖြစ်ဖို့ပဲလိုတယ်အဲ့ဒါကွာခြားချက်ပဲအဲ့ဒီကွာခြားချက်ကနောက်9နှစ်နေရင်မင်းလိုချင်တာတွေအကုန်ရနေတဲ့ဘဝနဲ့ဘာလို့ဘာမှဖြစ်မလာသေးတာလဲလို့ညှီးသွားနေရတဲ့ဘဝဒီနှစ်ခုကိုခွဲခြားပေးလိမ့်မယ်။ Okay ဒါပေမဲ့ငါမနှက်ထရတာမုန်းတယ်ကွာလို့မင်းပြောချင်နေလား။တည်င်းကောင်းရှိတယ်။ငါမင်းကို motivation စေးကားကြီးတွေကိုအတင်းတိုက်ကျွေးခြင်းမှာမဟုတ်ဘူး။ငါက hustle police လည်းမဟုတ်ဘူး။ငါမင်းကို leverage အကြောင်းပြချင်တာ။မင်းသာမနှက်ခင်းမှာကိုယ်ပိုင်အချိန်တနာလီလောက်ယူနိုင်ရင်ဆိုရင်အေးရနိုးတဲ့ TikTok ပွက်ပြီးဘာလို့စိတ်ဖိစီးနေတာလဲလို့တွေးနေတဲ့95ရာခိုင်နှုန်းလူထပ်မင်းကစိတ်ပိုင်းဆိုင်ရာအသာစီးရသွားလိမ့်မယ်။တကယ်တမ်းကဒီလိုနူးပြီးပြီးချင်းပထမမိနစ်60အတွင်းကတာမန်မနက်ခင်းအချိန်မဟုတ်ဘူးအဲ့ဒါမင်းရဲ့ mental launch pad ပဲမင်းအုံနောက်က dopamine တွေအမြင့်ဆုံးထွက်နေတဲ့အချိန်အဲ့ဒီအချိန်မှာမင်းဘာလုပ်တယ်ဆိုတာကဘီးလက်မင်းအစုနတ်လိုပဲမင်းလောင်းထက်လိုက်တဲ့ပုံစံအတိုင်းအုံနောက်ကပုံကြွသွားလိမ့်မယ် Instagram မှာအတင်းအပြောက်တွေလိုက်ဖတ်မလားမင်းအုံနောက်ကအာယုံလွင့်သွားတဲ့ပုံစံအတိုင်းခဲသွားလိမ့်မယ်စာရေးမလားလေ့ကျင့်ခန်းလုပ်မလားတခုခုလေ့လာမလားမင်းအုံနောက်ကတိုးတက်ခြင်းဆိုတဲ့ပုံစံအတိုင်းခဲသွားလိမ့်မယ်အဲ့ဒီမနက်ခင်း၄နှစ်ချင်းလေးကနောက်9နှစ်အတွင်းမှာနာယီတွေထောင်ချီပြီးပွားများသွားလိမ့်မယ်။မင်းရဲ့ပြိုင်ဘက်တွေကခြေစောက်တစ်ဖက်ဘေးနားကျန်နေလဲလိုက်ရှာနေချိန်မှာမင်းကခရီးတွေအများကြီးရောက်နေပြီ။ဒါဆိုမနက်9နာရီထားပြီးဘာလုပ်ရမှာလဲလို့မင်းမေးချင်နေပြီ။စိတ်အေးထားငါမင်းကိုဒီတိုင်းပြစ်မထားပါဘူး။ဒါကမင်းရဲ့အနာဂတ်ကိုပိုင်ပုံရိပ်ကြီးကိုမင်းကိုကျေးဇူးတင်စေမဲ့ 5am power ritual ပါပဲ။အဆင့်1ရေမင်းရဲ့အိမ်မက်တွေကရေပေါ်မှာမူတည်နေသလိုမျိုးတောက်လိုက်ပါ။တကယ်လဲမူတည်နေလို့ပါညတညလုံးအိတ်မက်တွေမက်ပြီးမင်းအုံတော့ကဘက်ထရီအားနဲ့နေပြီရေအရင်တောက်ပြီးအားပြန်ဖေးပါအဆင့်နဲ့လှုပ်ရှားလမ်းလျှောက်မလားအကျော်လျှော်မလားဒိုက်ထိုးမလားမင်းဘာလို့ဒီလိုပင်မခံနေရတယ်လေလို့ကိုမေးခွန်းထုတ်ရလောက်အောင်တခုခုလုပ်လိုက်ပါအဆင့်3ပန်းကုံတစ်ခုပန်းကုံ၄ပဲမဟုတ်ဘူးနော်စာမျက်နှာစနစ်မျက်နှာရှိတဲ့တာပန်ကြီးလည်းမဟုတ်ဘူးရှင်းလင်းပြဖျားလဲပန်းကုံတစ်ခုတည်းစနိုက်ပါတယောက်လိုချိန်အောင်ဒီနေ့ဒေါမီနိုတစ်ခုကိုလွဲနိုင်ရင်မနှက်ဖြန်ကပို့လွယ်သွားလိမ့်မယ်အဆင့်4လေ့လာစာအုပ်9မျက်နှာလောက်ဖတ်လိုက်ဒါမှမဟုတ်ဗီဒီယိုကောင်းတစ်ပုဒ်ကြည့်လိုက် bro ငါ့ကိုယုံစမ်းပါလို့ audio လေ podcast တွေမဟုတ်ပဲတကယ်ပညာရမယ်တခုခုကိုလေ့လာပါအဆင့်5ကာကွယ်ဒီအချိန်ကမြင့်မြတ်တဲ့အချိန်ပဲ news feed မပွတ်နဲ့စာမပြန်နဲ့ email မစစ်နဲ့မင်းကသမရရဲ့တက်တော်ဆောင်ပဲမင်းရဲ့အာယုံကသမရပဲအလို့မပြီးခင်ဘသူကမှဝင်ခွင့်မပေးနဲ့ဘာလို့ဒါတွေလုတ်ခိုင်းနေရလဲဒါကမနှက်ခင်းအကျုံးတရားပဲမဟုတ်ဘူးဒါက identityမင်းဘသူလဲဆိုတဲ့အကြောင်းပဲဘသူမှမမြင်တဲ့အချိန်မှာမင်းဘသူဖြစ်နေတယ်လဲဆိုတာပဲမင်းမထကျင်ပဲနဲ့အိတ်ရတဲ့ကနေအတင်းရုံးကန်ထလိုက်တိုင်းမှာမင်းလိုချင်တဲ့အနာဂတ်အတွက်မဲတပြောင်းပေးလိုက်တာပဲစကားနဲ့မဲပေးတာမဟုတ်ဘူးလောက်ရက်နဲ့မဲပေးတာငါကစီးစင်းရှိတယ်ငါကယုံကြည်တယ်ဆိုတဲ့ identity ကိုမင်းတီးဆွနေတာတွက်ကြည့်လိုက်တနေ့ကိုတနာရီဆိုတာတနစ်နေရင်365နာရီရှိတယ်အဲ့ဒါ15ရက်တီတပတ်လုံးဆက်တိုက်အလုပ်လုပ်တာနဲ့တူတူပဲ9နှစ်လောက်စုလိုက်ရင်မင်းကိုမင်း Master's degree တခုယူလိုက်တယ်လို့ပဲ
သူများတွေ Netflix ကြည့်ပြီးအချိန်ဖြုံးနေတဲ့အချိန်မှာမင်းကမင်းရဲ့အနာဂတ်ကိုတီဆော့ပြီးနေပြီတကားရွက်အကြီးကြီးတွေကိုပတားသေးလေးတွေကပဲထိန်းချောင်းပေးနိုင်တယ်အခုမင်းရဲ့အောင်မြင်မှုတကားကြီးကိုဖွင့်ပေးမဲ့ပတားလေးကဒေါ်လာ2000တန်ပင်တန်းမဟုတ်ဘူး motivation video မဟုတ်ဘူးအဲ့ဒါမင်းရဲ့နှိုးဆက်နာကြီးပဲမနှက်ပြန်ကြရင်မင်းလှုပ်ချင်မှာမဟုတ်ဘူးနောက်တစ်ပတ်ကြရင်လည်းလှုပ်ချင်မှာမဟုတ်ဘူးဒါပေမဲ့ရက်6မိနစ်လောက်အောင့်အီပြီးလှုပ်ကြည့်စမ်းပါတနေ့ကျရင်မင်းမှန်တဲ့ကိုကြည့်ပြီးဟဲ့ရောက်မွားတကယ်ဇက်လိုက်ကြော energy ရနေပြီပဲလို့တွေးမိလိမ့်မယ်အဲ့ဒီအချိန်ကျရင်မင်းရဲ့အချင်းကိုမင်းပိုင်သွားပြီဘဝကပေးလာမဲ့ကံကြမ္မာကိုထိုင်မဆောင်တော့ဘူးဒါမှမဟုတ်မင်း snooze ကို set နိုင်လို့ရတယ်မင်းရဲ့အကောင်းဆုံးအုံနောက်ဆွမ်းသားတွေကို social media စီပေးလူလိုက်ပြီးအကျွင်းကြံတွေကိုမှမင်းရဲ့ပန်းကုံအတွက်သုံးလို့ရတယ်မင်းလူချင်းတဲ့ဘဝကိုသူများတွေနေလာကိုထိုင်ကြည့်နေပြီးနောက်တစ်နှစ်လောက်အချိန်ဖြုံးလို့ရတယ်အမှန်တရားကတော့မင်း snooze နိုင်မနိုင်နောက်9နှစ်ကရောက်လာမှာပဲမိခွန်းကမင်းကအနာဂတ်ကိုတီဆောက်မဲ့လူဖြစ်မလားဒါမှမဟုတ်သူမြန်တို့အောင်ငင်ဆက်ဇက်လန်းတွေကိုထိုင်ကြည့်မဲ့လူဖြစ်မလားဆုံးဖြတ်ချက်ကမင်းလက်ထဲမှာပဲရှိတယ်ဒါပေမဲ့တခုတော့မှားလိုက်မယ်ဒီကိစ္စကိုတော့ snooze မနှိပ်လိုက်ပါနဲ့မင်းနှိပ်လိုက်ရင်မင်း6မိနစ်အချိန်ဖြုံးလိုက်တာမဟုတ်ဘူးမင်းပိုင်ဆိုင်နိုင်မဲ့အနာဂတ်တစ်လုံးကိုဖြုံးလိုက်တာပဲကဲမင်းဘာလုပ်မှာလဲ